ဟေးအောင်မညာဒီညဟိုဘက်ရွာကိုတောင်မောင်ကြီးအတူပါရှိတယ်ဟာ ဟေးဟုတ်လားဘလို့ဖြစ်ပြီးဆုံးသွားတာလဲ ရင်းနှီးပြီးတော့တေးရတယ်ဟာ ဟမ်အဲ့ဒါဆိုအစိမ့်တွေပေါ့ သူပါတာအစိမ့်တီတီအချက်တီတီအဲ့မှာတောင်းဝင်းလို့ရအောင်ပါ အေးတော့လေဟိုကောင်ကျော်ကြီးတို့ဗလားတို့ကိုလည်းခေါင်းအောင်ဟာ လေးလေးကိုတမောင်ရဲ့ကျမကိုထားခဲ့ပြီလားကိုတမောင်ရဲ့ရှင်မရှိကျမကိုသူနဲ့နေရမှာတော့ကိုတမောင်ရဲ့ 哦，这样不玩的哈，打完我系列，俺那里喏。 ကိုတမောင်ရဲ့ရှင်မရှိတော့ကျမဘသူနဲ့နေရမှာတော့ကိုတမောင်ရဲ့ကျမရှင်မရှိဘဲနဲ့မနေနိုင်ဘူးတော့အမလေးလေးဒါကြည့်ပါဦးကိုတမောင်ရဲ့ 我差个吧，贵，啊，够细的嘞。 ကိုတမောင်ရဲ့ရှင်မရှိတော့ရှင်နေရတဲ့ကလေးငါရုပ်ကိုဘသူကဆောက်ရှောက်မှလေတော့ရှင်ပြောတော့ကျမတို့မထားခဲ့ဘူးဆိုနေကတော့ကျုပ်ကိုထားကြည့်ပါဦးတော့ ကလေး9ယောက်အဲ့ဒါတော့တာမောင်ပဲမေးတော့လीနော်ငါပြန်တော့မယ် ကိုတမောင်ကြီး ပြိုးအကြီးရေ အော်မိုးညာတို့ပါလားလာလာကတူတို့ထိုင်ကြကွယ် ကိုကြီးတမောင်အတူပါအတွက်ဘာမှစိတ်မပူနဲ့နော်အကြီးကျွန်တော်တို့တငယ်ချင်းတွေအစအဆုံးကူညီပါမယ် အေးပါဟဲ့ကျေးဇူးတင်ပါတယ်ကတူတို့ရဲ့ ကဲကားကောင်တို့ဖဲထုတ်ခင်းလိုက်ရအောင်ကွာကျော်ကြီးနဲ့ဝနစလိုက်ရအောင်လေ အေးဟာကွာဖေးရလေပူလိုက်တာကိုတမော်ရေကုညီစမ်းမအောင်ဗျာနိုင်ရင်အကိုရခေါက်စဲကြော်လာဖို့မယ်ဗျာ ဟေ့အောင်ကျော်ကြီးဘာရီရှောက်ပြောနေရလဲနမိတ်မရှိနမမရှိနဲ့ကွာ မညာငါနဲ့ခဏလိုက်ခဲ့ပါလားငါအပေါ်သွားခြင်းတော့ ဟေးတွားပါလားမင်းဟာလေကွာဒီမှာဝိုင်းကောင်းရရဲ့ထဲတွားကိုပါတာတွား ငါတယောက်တည်းမတော်ရဲ့လို့ကမင်းရလေကိုတောင်မောင်ကအစိမ့်တီဆိုတော့ပြောရင်းနဲ့ချက်သိန်းအောင်ထားလာပြီလိုက်ခဲ့ပါကွာမင်းရလေ ဟာမင်းဟာလေကွာယောက်ျားမဟုတ်တဲ့အတိုင်းပဲကဲတွား မညာပြီးပြီဒါနဲ့လေငါတခုစဉ်းစားမိလို့ အေးပြောသည် ငါတို့ဖဲရှုံတော့ပပဆွဆွပဲကွာအင်းရမရလဲတင်ရိုက်ခံအောင်မယ်အဲ့ဒါချောင်း အေးဆက်ပြောပါဟာချင်းကပ်ရတဲ့ထဲကွာဟာ လာအနောက်ငါပြောပြမယ် ဟေးအောင်ဘလားခိုးနေတော့ကြာလိုက်လား အေးဟာအတော်ကြာတာပဲကွာဟေးအောင်ကျော်ကြီးမင်းအနာမတားကြီးလှုပ်နေတယ်လို့ပဲနော်ဟေးအောင် ဟမ်ငါလို့ဟေးအောင်ဘလားဒါမနောကောင်းတော့ဟေးအောင် ဟာတကယ်ပြောတာဟာနေပါဦးအနာကတ်ကြည့်လိုက်အောင်မယ်ဟာမေကလာတရေဟေးတရေဟာ အမလီအမေကဒါတော့ဆိုဖဲဝဲမှာဖဲမရိုက်တော့ပါဘူးဗျာ ကျော်ကြီးနေအောင်ဟာမိုးညနဲ့ဝနာကြံနေခဲ့သေးလေကွာ ဟမ်ဟုတ်တာဒီမင်းတို့နှစ်ကောင်ကတော့ကွာလာလူစပီးတွားကြမယ်ဟဲ့လေမင်းတို့ခုနဘယ်ပြောင်းနေတာလဲခုနကတရေထားလာတယ်ကွာ ငါသိတယ်ငါတို့ဖဲရှုံလို့မတာအိမ်ရောက်ဝင်နေမတာအောက်ကအပေါက်ကနေတုံးနဲ့ထိုးတင်လိုက်တာ ငိုးမမိုးညမင်းတို့လှုပ်တာငါတို့အသက်ထွက်တော့မလို့ မင်းတို့ကလည်းကွာယောက်ျားကြီးပဲလောက်မှကြောက်ရလား
ကဲဘာဖြစ်တာလဲခုနမတာထားတိုင်နေဆို ဖြစ်ဖို့ကဒီလိုတကြီးရေ ဟေးမိုးညနဲ့ဝနမင်းတို့ဟာလူတွေကိုကြောက်လန့်အောင်လို့အဲ့အတွက်မင်းတို့ထိတ်ထုံးခတ်ရမယ်လိုက်ခဲ့ကြမင်းတို့နှစ်ယောက်ကတော့ကွာတကယ်ရွာကြော်လေးပဲမိုးညနဲ့ဝနရ